ကိုပိုင်ဆိုင်ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာကိုပိုင်သွားတဲ့အရာတွေမှာအများကြီးပဲကိုရဲ့အချိန်နာကြီးတွေကိုရဲ့လွတ်လပ်မှုတွေကိုရဲ့အခွင့်အရေးတနေ့ကိုဆိုင်လေးထဲမှာဘာတွေလုပ်ရမလဲဘာတွေအသစ်ထည့်ရမလဲကုန်ပစ္စည်းအဝင်စည်းနေအထွက်စည်းနေငွေဝေငွေထက်တွေဝန်ထမ်းတွေဒါတွေနဲ့ကျွန်တော်လုံးပန်းနေရတာဟိုကအနှစ်သာရရှိလာကိုပိုင်ဆိုင်လေးနဲ့ကိုပိုင်ဘွားလေးနဲ့အေးချမ်းပဲဖြတ်တန်းနေတယ်တော်ပြီမက်ရင်မောတယ်အရန်မက်ရင်အရန်မောတယ်မက်ရင်မောတယ်နော်ဒါကြောင့်မို့လို့မတ်တော့မတ်တယ်ဒါပေမဲ့ကိုပိုင်ထားတဲ့ကိုကဘာထဲမှာကိုပိုင်ဆိုင်လေးနဲ့ကိုရောင်အားလေးနဲ့ကိုအမျက်ကလေးနဲ့ကိုဘွားလေးမှာကိုကောင်းကောင်းမွန်မွန်ရထားတဲ့အရာလေးတွေကိုပဲမတ်မောတယ်အသေးခင်မှာစိတ်ဆိုတာထားတတ်မှအေးချမ်းတာဗျအရန်ငိမ့်ချမ်းတဲ့နေရာမှာပူလောင်အောင်နေတဲ့သူတွေရှိသလိုအရန်ပူလောင်နေတဲ့နေရာမှာငိမ့်ချမ်းအောင်နေတတ်ရင်လေဘဝအေးချမ်းပါတယ်ကိုပိုင်ဆိုင်လုပ်တဲ့အချိန်မှာစိတ်ဖိစီးမှုတွေ stress တွေမရှိဘူးလို့တော့ဘယ်ဟုတ်မလဲဗျာအလုတ်ဟူသမျှမှာ stress ရှိတယ် stress နဲ့ပတ်စံနဲ့လဲနေရတာလေဒါပေမဲ့ဘယ်အလုတ်ပဲလုပ်ဒီနေ့အသီးနဲ့မျိုးစေ့စိုက်တဲ့နေ့မှာအသီးရစားလို့မရသေးဘူးမျိုးစေ့စိုက်တဲ့နေ့ဟာမျိုးစေ့စိုက်တဲ့နေ့အပင်ရှင်သန်တဲ့နေ့ကြီးထွားတဲ့နေ့အပွင့်ပွင့်တဲ့နေ့အသီးသီးတဲ့နေ့ဆိုပြီးတော့ step by step ရှင်သန်ကြီးထွားကြတာလူလဲဒီတိုင်းပဲအပင်လဲဒီတိုင်းပဲစီးပွားရေးလဲဒီတိုင်းပါပဲဒါကြောင့်မို့လို့ကိုစပြီးတော့မျိုးစေ့စိုက်တဲ့ချိန်မှာပင်မန်းစိုက်ထားပေမဲ့လဲမငီးညူပဲနဲ့ဇွဲလေးနဲ့ဖျားတရားလဲလုပ်မယ်လူတွေအားလုံး customer တွေကိုလဲချစ်မယ်စေတနာပပါနဲ့လဲရောင်းမယ်ကိုယ်တိုင်လဲစူးစမ်း